Kimono ဝတ်စုံတဲ့ကောင်မလေးတယောက်ကဖုန်းထဲကလူခိုင်းစီနေတဲ့အတိုင်းပြစ်မှတ်ဖြစ်နေတဲ့ဒီဇိုင်းကိုသူမဆွမ်းနဲ့ဖမ်းခေါ်သွားခဲ့ပါတယ်။ Agency ကအဆူရှိကတော့ဒီဇိုင်းပြောက်ဆုံးနေရရှင်နဲ့မတူလို့စိတ်ပူလို့နေပေမဲ့ကျန်တဲ့လူတွေအတွက်တော့ဒီဇိုင်းပြောက်တာထူးဆန်းတဲ့ကိစ္စမဟုတ်တော့ပါဘူး။အဲ့ချိန်မှာဒေါက်တာလူဇာနူရဲ့ကုသပေးမှုတွေကြောင့်တတ်တာလာပြီးဖြစ်တဲ့တာနီဆာကီကဒီဇိုင်းကိစ္စကိုသူစုံစမ်းပြီးထားမှာမဟုတ်လို့စိတ်မပူဖို့လာပြောပါတယ်။ဒါပေမဲ့ဝဇာနုကုသနီကြောင့်ညွန်ကျိုးသွားခဲ့တာကိုပြန်တွေးမိပြီးအဆူရှိကိုလည်းသူ့လိုမဖြစ်အောင် Agency မှာလက်လွတ်နေသမျှဘယ်တော့မှတင်ရမရမိစေဖို့နဲ့တကယ်လို့မြန်ရသွားခဲ့ရင်မဟန်တော့တာနဲ့ချက်ချင်းထွက်ပြေးဆိုပြီးယောက်ျားချင်းကိုချင်းစာအနေနဲ့ဝိုင်းတတိပေးနေကြပါတယ်။ခဏနေရောဝဇာနုရောက်လာခဲ့ပြီးဈေးဝယ်ထွက်ဖို့ဖော်တရားလူလိုလာခေါ်တာဖြစ်ပေမဲ့အကုန်လုံးကသူမအကြောင်းသိလို့ထွက်ပြေးသွားကြတော့ငတုံးကဆူရှိပဲလိုက်သွားပေးခဲ့ရပါတယ်။ဒီလိုနဲ့ဝဇာနုဝယ်သမျှကိုနောက်ကနေထုတ်လိုက်တဲ့ပြီးနဲ့သူ့ပင်နာကခီမိုနိုကောင်မလေးဖြတ်သွားတော့သစုံတစ်ခုကိုခန်းစားမိလိုက်ပြီးငေးကြည့်နေမိရကြောင်းလူတယောက်ကိုဝင်တိုက်မိသွားပါတယ်။ဒါကြောင့်အဆူရှိကကျင်းနှောက်ပြန်တောင်းပန်လိုက်ပေမဲ့နားလေပေးမှုမရှိရကြောင်းဝဇာနုကိုတိုင်ခါခါရနဲ့တောင်းပန်လိုက်ပါတယ်။ဒါဟိုတော့အဲ့ဒီသူကကိုချင်းစာစီမရှိပဲလူကြားထဲမှာရင်းတီတီစကားယူနေပြန်တော့ပြန်ဒီလိုတီးမခန့်နိုင်တော့ဝဇာနုကကျမ်းမာတဲ့ခန္ဓာကိုယ်နဲ့မထိုက်တန်တဲ့ကောင်ဆိုပြီးလက်တစ်ဖက်ချိုးပေးခဲ့လိုက်ပါတယ်။အဲဒီနောက်မှာတော့နှစ်ယောက်သူမြေရောက်ရထားနဲ့ပြင်ကြချိန်မှာအဆူရှိရဲ့ခြေထောက်တစ်ဖက်ကိုကောက်ဆွဲလိုက်ပြီးပြက်သွားတဲ့ခြေထောက်ကတမန်ကျအစောနဲ့ပြန်ကောင်းလာတာကိုဆရာဝန်ပြီးတေချာစစ်ဆေးကြည့်နေနဲ့မာဖီးယားတွေရဲ့ပြစ်မှတ်ဖြစ်နေတဲ့အဆူရှိကိုတွားတာလာပေါ့ပေါ့ဆဆမနေဖို့တတိပေးပါတယ်။ရုတ်တရက်ယထာအတွင်းပိုင်းအတန်ဖန်းဆက်ကတဆင့်အမည်မသိလူတယောက်ကယထာပေါ်မှာပောက်ကွဲမှုစွမ်းအားကိုတိုင်းတာဆန်းတက်မဲ့အတွက်ခီးတဲ့တွေအလုံးပေါင်ပြီးပါဆိုပြီးယထာတွဲကိုအတွင်းဘက်ကနေဖောက်ခွဲပစ်လိုက်ပါတယ်။ဤရနဲ့အဆူရှိကိုရှုံးမပေးပဲခုခံမှုကြိုးစားရတဲ့ဒီမှာရှိတဲ့ခီးတဲ့တွေအလုံးကိုတက်ပြစ်မဲ့ဆိုကကြက်ကင်နေရကြောင်းလူဆာနုကလက်နက်ကင်ဆုပ်တော့ဖို့ဝင်ဖြစ်လာပြီးဆိုရင်ရှုံးပေးရည်ပါမရှိစင်နဲ့ဆိုပြီးယထာတွေမှာထောင်ထားတဲ့ပုံနဲ့ရန်သူကိုရှာဖို့အတွက်နှစ်ယောက်ခွဲသွားကြပါတယ်။ဒီကျန်းဖတ်မှုကစိတ်ကမ်းမှာဖိရလက်ချက်ကြောင့်ဆိုတာတိနေတဲ့ဝဇာနုကရန်သူကိုရှာနေနဲ့ရုတ်တရက်ပုံတစ်လုံးကသူမရှိကိုရောက်လာတာကြောင့်ပောက်ကွဲမှုတွေပါသွားခဲ့ပြီးတန်ရာပြင်းထန်ရသွားခဲ့ပါတယ်။အကျန်းဖတ်သမားနမီကမိုတိုဂျီကိုစိတ်ကမ်းမှာဖိရဖောက်ဝင်နေရမှာကျန်းဖတ်ဘုံခွဲသမားအဖြစ်နာမည်ကြီးရဲ့အပြင်ပြီးခဲ့တဲ့မှုကိစ္စတစ်ခုမှလည်းပြည်သူ28ယောက်ကိုသူစိတ်ကြိုက်ထုတ်သုံးနိုင်တဲ့ပုံစံနဲ့တပ်ပစ်ခဲ့သူဖြစ်ပါတယ်။အခုလည်းခီးတဲ့တွေကိုတပ်ပစ်ပြီးအဆူရှိကိုဖမ်းခေါ်သွားဖို့ကြံစီနေပေမဲ့ဂျာကဝဇာနုဝင်ရှုံနေလို့သူမကိုဘုံနဲ့ချိန်ဖောက်ခွဲပစ်လိုက်ပြီးအယုတ်တရုတ်လိုညှင်းပန်းနှိပ်စက်ပါတော့တယ်။သိပ္ပံပညာကိုယူသစ်နေတဲ့မိုတိုကလူတွေရဲ့တည်ရင်တရားကဘာလဲလို့မေးလိုက်တော့ဝဇာနုကအလောင်ရိုက်ပြီးတကယ်အုံနောက်မရှိတဲ့ကောင်ပဲလို့ပြောလိုက်ပါတယ်။နာပေါ်တော့ကြသွားတဲ့မိုတိုကဒေါသထွက်ပြီးဝဇာနုရဲ့လက်ကိုဓာတ်နဲ့ထိုးလိုက်ရင်းနဲ့မင်းစကားနဲ့မင်းခံလိုက်တော့ဆိုပြီးဘုံတွေကိုပြီးပပတ်လေမှာခြာထားခဲ့လိုက်ပါတယ်။တကယ်တည်ရင်တရားအဖြေကဘာလဲဆိုတာခဏနေတည်ရောမယ်မင်းရဲ့အလောင်းကိုပဲငါလာမေးကြည့်ရောမယ်ဆိုပြီးထော်တော်ရနဲ့ချက်ချင်းဆိုသလိုပောက်ကွဲသွားပါတယ်။တစ်ဖက်ကအဆူရှိကတော့ခီးတဲ့တွေရဲ့အသက်တွေအတွက်ဘုံတွေကိုလိုက်ရှာရင်းနဲ့ဘေကနေခီမိုနိုကောင်မလေးရောက်လာတာလေးတွေ့ရောအယုံမြင့်တက်သွားခဲ့ပါတယ်။ကောင်မလေးကိုဖုန်းထဲကလူတယောက်ကဘုံလေးကိုကာဝယ်ဖို့တာဝန်ပေးနေပြီးတကယ်လို့နှောက်ယှက်တဲ့လူတွေရှိတာရင်တော့သူမနှဆိုးနှိမ့်ဆက်ဆွမ်းနဲ့တခါတည်းအပြက်ရှင်းဖို့မိန့်တွေပေးလိုက်ပါတယ်။အဲ့ချိန်မှာပဲကောင်မလေးနောက်ကနေဒါတလက်နဲ့မိစ္ဆာတကောင်ကပေါ်လာပြီးအဆူရှိကိုတိုက်ခိုက်တာကြောင့်ဘလူးမကာကွယ်နိုင်ပဲမိစ္ဆာကောင်ရဲ့ဓာတ်ခုတ်ချက်တွေကိုတေမလောက်အောင်ခံစားနေရပါတယ်။ကောင်မလေးနဲ့မိကခရိုကသူမလေးအဆူရှိလိုမိဘမဲ့ကလေးတယောက်ဖြစ်ပေမဲ့စိတ်ကမ်းမှာဖီယာစီရောက်လာခဲ့ပြီးနောက်ပိုင်းမှာသူတို့ခိုင်းစီရမှန်သမျှကိုလိုက်လုပ်ပေးနေ6လအတွင်းမှာရွယ်နဲ့မလိုက်အောင်လူပေါင်း35ယောက်ကိုတတ်ထားခဲ့သူဖြစ်ပါတယ်။စွာကြီးတို့ရဲ့ခရိုကာကိုဘလူးမနိုင်မှန်းတီးအဆူရှိကယထာပေါ်ပါလာလူတွေကိုလှည့်ကြည့်မိရင်သူ့အတွက်နဲ့အလုံးတရားတော့မယ်ဆိုတဲ့ဒီပီရှင်ဝင်လာခဲ့ပါတယ်။အရင်ကတည်းကထိုးနှက်ခံခဲ့ရတဲ့စကလုံးတွေမြင်တဲ့တယောက်တည်းခံစားခဲ့ရတဲ့နာကျင်မှုတွေကိုပြန်တွေးမိရင်ရုပ်တရက်ကောင်းတဲ့ကြံတစ်ခုပေါ်လာခဲ့ပါတယ်။အဲဒီကြံကယထာပေါ်မှာရှိနေတဲ့လူတွေကိုမရရအောင်ကယ်တင်ဖို့ဖြစ်ပြီးတကယ်လို့သာကယ်တင်နိုင်မယ်ဆိုရင်ငါတက်ရှိနေခဲ့ရကအသေးပဲရှိတာလိမ့်မယ်ဆိုပြီးအသက်တွေအလုံးအတွက်ခရိုကာကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တစ်ဖက်မှာလည်းမိုတိုကဝဇာနုတင်နေတော့ပြီးထင်တဲ့လာစစ်ဆေးကြည့်ရကနေရုတ်တရက်ကြီးသူမဆွဲထိုးတာကိုခံလိုက်ရပါတယ်။ဝဇာနုကတည်ရင်တရားကိုချိန်မောင်းများစွာကြုံတွေ့ခဲ့ပြီးမသေးစီရဆိုတဲ့သူမရဲ့ဆွမ်းရည်ကြောင့်တရားသူပြောက်ကွင်းစွာနဲ့တိုက်ရှင်နေခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီဆွမ်းရည်ကတည်တော့တဲ့တရားသူကိုပဲကုသလို့ရပြီးတိတိမောမောတရားသူဆိုရင်တော့အစွမ်းကမတက်ရောက်ပါဘူး။ဤရနဲ့သူမ၏ထဲကနေဒါတလက်ကိုထုတ်လိုက်ပြီးလူတွေရဲ့တက်တွေကိုတံမိုးမထားတဲ့လူမှန်တယ်မြငါတမပြစ်မှာဆိုပြီးကြောက်ကြီးပါနေတဲ့သူမိုကိုခုတ်ပြလိုက်ပါတယ်။တစ်ဖက်ကအဆူရှိကလည်းမိစ္ဆာကောင်ရဲ့ဓာတ်ခုတ်ချက်တွေကိုထပ်ပြီးမရှောင်နိုင်တော့တဲ့အတွက်လက်နဲ့ကလိုက်ချိန်မှာသူ့ရဲ့လက်ကတမန်ကြားအတွင်ပြောင်းသွားတဲ့အပြင်လှုပ်ရှားမှုတွေကပါမြန်ဆန်လာခဲ့ရကြောင်းအဲ့ချိန်နဲ့ပဲမိစ္ဆာကောင်ရဲ့ဓာတ်ကိုချိုးလိုက်ပြီးခရိုကာကိုနိုင်လိုက်ပါတယ်ခရိုကာကတော့သူမတက်ခဲ့တဲ့လူတွေအကြောင်းကိုတောက်လျှောက်ရည်ရွနေနဲ့သူမခန္ဓာကိုယ်မှာထောင်ထားခဲ့တဲ့ဘုံကိုပြလိုက်တဲ့အတွက်အဆူရှိတယောက်အံ့ဩထိတ်လန့်သွားပြီးခရိုကာရဲ့ခံစားချက်မပါဘဲဆေးလူရလုံးနေခဲ့တဲ့ပုံစံကိုဒေါသထွက်နေပါတယ်လူဆောင်တို့ကလည်းတန်ဖန်စက်ကနေတဆင်အဆူရှိကိုဘုံကခလုံးနဲ့ထိန်းချုပ်ထားတဲ့အတွက်ဖြုတ်တာမှိုင်းသွားရင်ချက်ချင်းပောက်ကွင်းနိုင်ငံကြောင့်ရမှုခလုတ်ကိုကောင်မလေးစီကအမြဲတောင်းခိုင်းလိုက်ပါတယ်ခရိုကာကလည်းကြီးကြီးပြူပြူပေးလိုက်ပြီးအဆူရှိနှိပ်လိုက်ချိန်မှာတော့ဘုံကမြေတန်တော့ပဲပောက်ကွဲဖို့လမ်းစာဖြစ်သွားခဲ့ပါတယ်တကယ်တော့ငကိုကလေးကတားစီရမလို့ရဲ့ဘုံတစ်လုံးဖြစ်ပြီးခရိုကာကိုခိုင်းစီနေတဲ့ဖုန်းထဲကလူရဲ့လက်ကွက်တွေကြောင့်နှိပ်မိသွားတဲ့အတွက်မကြခင်ပောက်ကွဲတာတော့မှဖြစ်ပါတယ်ဒါကြောင့်အဆူရှိကအသေးတန်ဖြုတ်ဖို့ကြိုးစားနေရကိုခရိုကာကအချိန်မရှိတော့ဘူးဆိုကတွန်းထုတ်လိုက်ပါတယ်
သူမရဲ့စွမ်းရည်ကဖုန်းထဲကအတန်ကခိုင်မာတက်ဝင်လာတာဖြစ်ပြီးကိုယ်စွမ်းရည်ကိုလုံးဝမထိန်ချုပ်နိုင်ဘူးဆိုတာအာဆူရှီသဘောပေါက်သွားပါတယ်။ခိုကာကတော့လူပေါင်း35ယောက်ကိုတက်ခဲ့မိရဲ့အတွက်နောင်တရနေပြီးနောက်ထပ်ဘယ်သူမှမတက်ချင်တော့ဘူးဆိုတာသူမခံစားချက်အစစ်မှန်ကိုပြောခဲ့ရင်းနဲ့ခုန်ချသွားခဲ့ပါတယ်။ရုတ်တရက်အာဆူရှီရဲ့ခြေသူလက်တွေကလည်းခံစားချက်ကြောင့်ကြားတင်ပြောင်းသွားခဲ့ပြီးခရိုကာစီကဘုံကိုလေပေါ်မှာတင်ဆွဲပြုတ်လိုက်ရင်းနဲ့သူမနဲ့အတူမြေထဲပြုတ်ကျသွားခဲ့ပါတယ်။ဒီလိုနဲ့မြေတစ်ဖက်ကန်းကိုမျောလာခဲ့ကြပြီးခရိုကာအချင်းတွေစိတ်ချရသွားပြီဆိုတာနဲ့ကန့်သက်ကြော်လွန်သွားပြီဖြစ်တဲ့အာဆူရှီကသူမပေါ်မှာစိတ်ပြုတ်ကိုလိုလဲကျသွားခဲ့ပါတယ်။ဒါဒီကိုခိုင်းစေခဲ့တဲ့အဓိကတရခံကတော့စိတ်ကမ်းမှာဖိရရဲ့အာကူတာကာဝါဖြစ်ပြီးဒီဇိုင်းကလည်းသူ့လက်အောက်မှာဖမ်းချုပ်ခံထားရပါတယ်။